261 3ပင်ကိုအတွင်းနာဝေဒနာအပြည့်ရှိပါလျက်နဲ့အာယုံ6ပါးစူးတဲ့တိုးပြီးအပြင်နာထပ်မရှာကြရန်15ရက်တလ1962ခုနှစ်အမရပူရ59မိနစ်38စက္ကန့်တိုက်တွန်း plus တန်ကောင်း plus ဒီခန္ဓာကိုယ်ကြီးကအနာတွေစုပုံနေတဲ့ခန္ဓာကြီးယခုလာကြရတာခြုံတယ်တွေနဲ့လာကြရတာအနာပေါ်လွန်းလို့အေးနာလဲစိုးရင်ရတယ်အပူနာလဲစိုးရင်ရတယ်ဒါကြောင့်ပတ်သီးစီးပြီးလာခဲ့ရတာအခုထိုင်နေရင်မတ်တက်နဲ့ကျင်ကြီးကျင်ငယ်ကိစ္စတွေချောင်းဆိုးကျင်တဲ့ကိစ္စတွေဟိုနေရာကရာဒီနေရာကရန်နဲ့ပြင်ကျင်စင်ကျင်တဲ့ကိစ္စတွေဘလို့မွေရပေါ်တင်ဘလို့ချင်အောင်နဲ့ထား냐တော့လဲဟိုဘက်ပြောင်းရဒီဘက်ပြောင်းရဒီအတိုင်းကောင်းကောင်းမွန်မွန်ထားလျက်နဲ့ကျင်ကြီးကျင်ငယ်ကိစ္စဆာလောင်မွတ်သိတဲ့ကိစ္စတွေကရှိတော့ထပြေးရတာဝေဒနာထလို့ဝေဒနာအပြည့်ရှိနေတော့ဝေဒနာအကြိုက်လိုက်ပြီးတရားနာနေရတယ်ဒီအထက်လူချမ်းသာမပါဘူးဝိပါကဝတ်ကောင်ဝေဒနာတဲ့ကြီးဖြစ်နေတယ်အလိုမလိုက်အကြိုက်မပါတဲ့ခန္ဓာကြီးနဲ့အတူနေရတယ်အဝိဇ္ဇာမျက်စိနှစ်ကွင်းအလင်းမရမှုနဲ့တဏှာအယမ်းခင်မှုကြောင့်တတန်နေရာလုံးဟာဖြင့်အလိုမလိုက်အကြိုက်မပါတဲ့ခန္ဓာကြီးကဘိုင်းကနေနာပွဲကြီးဝင်သေပွဲကြီးဝင်သွားတဲ့အခါကိုကြိုးကြီးနဲပါပေါ်ဆိုပြီးမျက်ရည်ပွဲကြီးတွေနွဲခဲ့ရတာသမုဒ္ဒရာ၄စင်းရတဲ့တောင်များသေးတယ်လို့ဖျားဟောတော်မူတယ်ဝေဒနာခန္ဓာကြီးဇတ်သိန်းနာအေးပါတယ်နှုတ်မို့ရင်အစားနဲ့ကုလို့လဲပြီးကြမယ်မဟုတ်ဘူးအဝတ်နဲ့ကုအနံ့အမွေးကြိုင်တွေနဲ့ကုလို့လဲမပြီးအလားပတွေနဲ့ကုလို့လဲမပြီးရွှေတွေငွေတွေစိန်တွေနဲ့ဖို့ပြီးကုပြန်တော့လဲမရပါဘူးကျွန်းတပေါက်ပြီးကုန်းယုံပြီးလှုပ်ကြွေးနေတာငရုတ်တီးစားရင်ပဲလူမရေမတွက်နိုင်အောင်သေးတာစတ္တာကဒုက္ခဝေဒနာစတ္တာပျောက်သွားတာကဒုက္ခဝေဒနာသေးတာဒါဖြင့်လူတွေအများကြီးသေနေတာအနတ္တရထားတဲ့ပုဂ္ဂိုလ်တွေကတော့ငုံမဲ့တာပြင်ပြီးတော့ဗျာပြုလို့စုလို့တော့မရတော့ဘူးဆိုတာတိတိချာချာတာမှတ်ကြပါတော့ခန္ဓာကိုယ်ကြီးကဝေဒနာခန္ဓာအပြင်ဘက်အာယုံတွေကစူးတွေအာယုံတွေတွေးလိုက်ပြီးဆိုဝမ်းထဲကလှုပ်လှုပ်သွားတာအပြင်ဘက်ကစူးတွေကစူးလိုက်လို့ဝေဒနာအတွင်းရောက်လာတာပြုံးနေတာဒုက္ခဝေဒနာထလာတာမဲ့များသွားတဲ့အခါဒုက္ခဝေဒနာထလာတာတခါတလေခက်တီတီနေတော့ဥပ္ပခဝေဒနာအတွင်းနာကလည်းအပြည့်ပြင်ဘက်အာယုံတွေကစူးလို့အနာတွေကရောအပြည့်ခမားတို့ကမြောက်အနာရတယ်လို့ဖြစ်နေတယ်ဖဲ့ကြီးနေတာပဲပင်ကိုရှိတဲ့အနာပေါ်မှာစူးရဲပြေးတဲ့အနာကလည်းထပ်ဆင့်မယ်ဆိုရင်ဖြင့်အမိုက်ကြီးမိုက်လေခြင်းအနာကြီးရရှာတော့မယ်ဒီဝေဒနာခန္ဓာကြီးဝေဒနာမျိုးစုံခံစားနေရတဲ့အထဲမှာလွတ်အောင်ကျွတ်အောင်ဆရာဖုန်းကြီးကမကဲတင်ဒကာဒကမတွေကလည်းမလိုက်ဘူးဆိုရင်လူမိုက်တရားပွဲဖြစ်ရတော့မယ်ဖုန်းကြီးကအတွင်းဝေဒနာတော့ဆူတောင်းပြေထားလို့မတတ်နိုင်ဘူးအပြင်ဝေဒနာဖြင့်ပြုပြင်ရပါသေးတယ်ဒီဝေဒနာတွေကိုယ်အောင်ရှုနိုင်ကြမှဒုက္ခခတ်တိန်ကင်းငြိမ်းတော့မယ်ဝေဒနာရှုတဲ့ဇက်ကိုဖြင့်မကြိုက်လဲလိုက်ကြိုက်လဲလိုက်တာလိုက်ကြမ်းဟောပဲလို့မှတ်ပြီးတော့ကိုကြိုက်သည်ဖြစ်စေမကြိုက်သည်ဖြစ်စေဇွတ်မိတ်လိုက်မှဒါလျှင်အမှန်ရောက်ကြတော့မယ်ခန္ဓာဇတ်သိမ်းကြပါတော့ဆိုတဲ့အဓိပ္ပာယ်ဟာတိတိတိမ်တိမ်အဓိပ္ပာယ်လို့မှတ်လိုက်ပါနဲ့အလွန်ကြီးကျယ်ခမ်းနားတဲ့အဓိပ္ပာယ်ပဲဆိုတာလေးလေးစားစားမှတ်ကြစမ်းပါခလေးတငယ်လူမမယ်နဲ့တူတဲ့တန်တရာခီးတဲ့တွေဖြစ်ပြီးနေတော့ဒုက္ခဝေဒနာခံစားနေလို့ရှိရင်သိပွဲဝင်လိမ့်မယ်ဒါကြောင့်ခမားတို့ကြိုက်တာကိုအတင်းဆွဲထုတ်ရမယ်ခမားတို့ကြိုက်တာဟူ၍အမားကြီးပဲမကြီးစေးနဲ့ကြောက်ခဲမျိုးနေတာလို့မှတ်လိုက်စမ်းပါဒီကျုံမှာကိုရရပြည်ဒီဓမ္မချန်နယ်ကိုစကလိုက်နိုင်ရဖေနာကလောတိပဲလေးကိုကြည့်ပြီးဟောကိုရေးထားပြီးပါယနေ့ကစရင်တရားနာတရားထိုင်ကြရအောင်